Number C a centrifugal rotor is rated for to 20,000 RPM and 30 seconds. ဒီစစ်တွေလိုလာလေးအောင်ဆိုလို့ရှိရင်သူကအချိန်30စက္ကန့်မှာပဲသူကအချိန်ရောက်လာတယ်အချိန်ရောက်လာပြီးတော့သူကရက်တဲ့နေရနေပြီးတော့သူကဒီ2000ပေါ့နော်2000 RPM ဖြစ်လာတယ်တဲ့အဲ့မှာ Freud က average angular acceleration ပြန်မြောက်ထောက်ပြောင်းရှေ့ကိုရှာခိုင်းတယ်နံပါတ်2ရောကျတော့သူ how many revolution had the centrifugal rotor done during the acceleration period တဲ့ assuming constant angular acceleration တဲ့အဲ့တော့ကိတ်တေထောက်ပြောင်းချိန်ဖြစ်ရွေ့နေတယ်လို့သူ့ကိုယူဆပြီးတော့တဲ့နော်အဲ့ဒီမှာ how many revolution ဆိုတော့သူ့ရဲ့အပတ်အရေအတွက်ကိုမေးတာဟုတ်ပြီနော်အဲ့ဒီ centrifugal rotor စစ်တရစ်လေးရဲ့အပတ်အရေအတွက်ကိုရှာခိုင်းတယ်အဲ့တော့ကျဲတို့တွေ့မယ်ကျဲတို့ဒီမှာကျတော့သူက floret ရက်နေတယ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့သူရဲ့တန်ဖိုးလေးကကျတော့ကျဲတို့ကရက်နေတယ်ပြောတဲ့အတွက်ကြောင့်မို့ omega naught ပေါ့နော် omega naught လေးက0ဖြစ်မယ်ပြီးလို့ရှိရင်ဒီမှာကျတော့2000ကကျတော့ final final လေးဖြစ်မှာပေါ့ final လေးကကျတော့ဒီမှာ2000ရေးပေးလိုက်မယ်1000 RPM ဖြစ်မယ်ပြီးလို့ရှိရင်အချိန်ကကျတော့ဘယ်လောက်မှလဲဆိုတော့30 second မှာဟုတ်ပြီကျတော့30 second ဆိုလို့ရှိရင်သူ့ကိုကျတော့မိနစ်ပြောင်းမယ်အဲ့တော့30ကို second မှာဆိုတော့60မိနစ်နဲ့ stop ပေးလိုက်လို့ရှိရင်ဖြစ်ရော 0.5 မိနစ်လေးရောက်မယ်ဟုတ်ပြီနော်အဲ့မှာသူလိုချင်တော့က average acceleration angular acceleration alpha လေးကိုသူကလိုချင်တာကျတော့ alpha လေးကိုတွေ့ပေးမယ်အဲ့တော့နံပါတ်1မှာ alpha equal to omega 9 omega naught by t ပေါ့ကျတော့ဒီပုံသင်လေးစောင့်သိမ်းလိုက်မယ် omega ရဲ့တန်ဖိုးက2000နော်2000ပြီးလို့ရှိရင် minus omega naught လေးကကျတော့0တိုင်းရောကျတော့ဒီမှာကျတော့က 0.5 လေးရထားတယ်ဟိုကျတော့ဒီပြန်တန်ဖိုးလေးကိုရှင်းလိုက်မယ်ဆိုလို့ရှိရင်အဖြေက4000ပေါ့နော်4000 revolution per minute square လေးရမယ်ကဲနံပါတ်2လေးနံပါတ်2ကကျတော့သူက how many revolution အပတ်ရေတွေ့ကိုမေးတာเนาะဒီသူကအပတ်ရေတွေ့ပြီးတော့ theta လေးရှယ်လို့ဆက်ပေးမယ်အဲ့တော့ theta equal to omega body ရှိတယ် omega နေရာမှာ omega plus omega naught by 2လေးစင်းထည့်လိုက်မယ်ပြီးလို့ရှိရင် t ပေါ့အဲ omega ရဲ့နေရာမှာကျဲတို့က2000 plus omega naught လေးကကျတော့0ဒီမှာကျတော့2ဖြစ်မယ်တိုင်းရောကျတော့ကျဲတို့ဘယ်လောက်နဲ့မြောက်လဲဆိုတော့ 0.5 နဲ့မြောက်လိုက်အဲဆိုလို့ရှိရင်အဖြေလေးကဘာရောက်မလဲဆိုတော့9000နော်9000 revolution ရောက်မယ်ဒါကတော့ theta ရဲ့တန်ဖိုးလေးရောက်မယ်မောကျတော့ angular acceleration လေး okay ပါ